ပေါက်ကနေပြီးတော့ရှင်းတန်းကျွန်တော်ဒီမောင်းအစားပေါက်လေးကဆိုင်ရဟာဆိုတော့အဲ့ဘက်ကနေပြီးတော့တောင်ကြီးတိတ်နေနောက်ပိုင်းကနေပြီးတော့ရှင်းတန်းကျွန်တော်တို့တင်မောက်ရွှေနဲ့အဲ့ဘက်ကမောင်ညူလေးကိုထွေးတန်းကပို့ဖိုက်ပါဒီဘက်ကျွန်တော်ကနေပြီးတော့ဂျက်ခံတိုင်ဖိုက်တယ်သူနဲ့ဟိုမောင်ညူလေးကအလေးတင်မောက်ရွှေခါဖိုက်ပါဒီဘက်အတွက်ကျွန်တော်ကျန်ရှင်းတန်းကကန်ရပါဘူးဒီဘက်လေးကဝေးမြတ်ပြီးလို့ရတော့ဂျိုက်ကိုင်းလို့ဝဲမလားကြားလားဂျိုက်ကိုင်းလို့ဝဲမလားဝေးဒီဝါနေတိုင်းတိုင်းလို့ပါဖို့နော်တိုင်းလို့ပါဖို့ဟေးဂျိုက်ကိုင်းလို့ဝဲမလားလို့ဒီလာရမို့အစားပေါ်တော့မင်းဝေးဒီတွေးရမလို့ဂျိုက်ကိုင်းလို့ဝဲမလားလို့အဲ့ကောင်ဟုတ်ပြီခက်ကိုင်းထားမယ်ကိုင်းထားမယ်အဲလေးရမယ်ဟေးမိုင်းဒီလာကြည့်ပါဒီနာမောင်ညိုလေးရေဘလောက်ပါလားအလှဲတယ်ကောင်အဲ့လိုညံ့နေတော့ခါမနော်ရောပိုက်ချင်းဥပပါရောပိုက်ချင်းဒီလေဒီမောင်ထွန်းတို့ဟဲ့ကြဆမ်းနေကိုလေးကပါဖို့ဟေးဝေးလေးကပါမယ်ပြောင်းချလိုက်လို့ရနော်လက်မကြသေးပါလက်မကြတော့တောင်းကြီးကြောက်လက်တော့လုံးရပြီနေခါလားဟုတ်ပြီတော့မရှိဖိုက်ရေကျွန်တော်တို့ကြိုးသားမောင်ညိုလေးကိုဆွေးရပါတယ်ကျွန်တော်ဒုတိယရှိဖိုက်ရေကျွန်တော်ရွှေအလေးမောင်ညိုအခါဖိုက်ပါကဲဆိုင်ချာကဲကိုင်းမယ်လေးရှိခိုင်းဟဲ့နေတော့မယ်ဒီဝိုင်းတော့မနော်နေတော့မယ်လဲမယ်ဒီလိုလုပ်ရတယ်မှန်ပြီကဲစကိုင်းမယ်ကိုင်းတော့ဒီမရဘူးကဲဟာအဲ့မမီမောက်လေမောက်ဒီကောင်မောက်ဟေးမချဘူးလေမောက်မင်းမဟုတ်နေမထားဘာတော့မှနေကဟိုဟာကိုဟန်တက်သွားတာကိုတော့ကြက်တိုင်းထားဘယ်မချဘူးပါရတယ်မချဘူးအဲ့ဒါချစ်ရမရမပြောလို့မရမဲအဆောရတာဟုတ်တယ်ပြေးလာဆိုတာโอเคဒီကောင်နေလက်မငွေရှိတယ်ငါဘယ်လိုလဲရှင်းတယ်မရဒီကောင်ဒီကိုလက်မငွေရှိတယ်အဖအခါသမားလက်မငွေရှိတယ်မရလေပေါ်တယ်မငါတယ်နေဦးသူဘာလို့မရအခါသမားလက်မငွေရှိတယ်ကွယ်ဘာလဲအဖေဒီမောင်ရှင်နော်ခံကမောင်ညိုလိုက်ဟေးဘာလဲခံတော့သူပူလို့ရှိခံတဲ့အမားနဲ့မသူပူလို့ရှိရင်ကဲလို့ရနော်သူပူလို့ရှိရင်လဲလို့ရတယ်ဟာသူပူလို့ရှိရင်လဲလို့ရတယ်ဟာကျွန်တော်လည်းရတယ်ခံလို့ရတယ်သူချလို့မရဟုတ်တယ်ချလို့မရနေအဲ့လိုချလို့မိုးလေးလေပါချမိုးလေဘာလဲစောက်အကြပြေနေရှိတယ်ကောင်းတော့မရနေခါ了ကွာအဝေးနေခါ了ကွာဟုတ်ပြီသူကဲမစဲအောင်အခွေးပြလိုက်သူဘာလို့ရှင်းလဲကိုင်တော့လက်ကကိုင်တော့အေးပြလိုက်သူလုံးလို့မချလို့ရတယ်ကဲဟဲ့အဲ့ဒါလို့မရစားဒီကလေးကောဒီရောဘလူးချနေလို့ဒီပြောခွင့်မရှိရင်တော့ဒိုင်မပြောခွင့်မရှိဘလူးချနေလေကိုင်းပေါက်နေလေသူလုံးလို့ရှိရင်ကောင်းလားလုံးလို့ရှိရင်ကောင်းလို့ရတယ်လုံးလို့ရှိရင်သူကောင်းပါမလားမလုံးလို့ဟုတ်ခိုင်းရမရှောက်လို့ရမရဘယ်လိုမရှောက်လို့ရမရစီပလကွက်လုံးလို့ရှိရပြီဟိုလူပွေရတယ်ကံပါမလားဟုတ်တော့ရတယ်ဒီလောက်နေတယ်ဟောဒီလောက်ဒါကြီးပိုက်ရတဲ့လောအောင်ဒိုင်းရနောင်လို့ပြောတာပေါ့မရပြေးတာဒါကြီးပိုက်စားတဲ့လောအောင်မရအဲ့ဒါကံပါလို့ရတယ်ဒီကလေးမှန်ဝေးကံပါလို့ရတယ်ကံပါလို့ရတယ်လို့
သူ့ ငါတို့နိုင်ပိုက်ချတယ်ကိုသုံးလို့ ကိုမရောက်လေ ဟုတ်တယ် ဖားတယ်ဆိုတဲ့လူတယောက်ကနိုင်ပဲရက်လူ ဟုတ် လေ တယ် နော် နေရရှိတော့နေတဲ့ကတော့လာလို့ဗျာသိတော့ငါတို့နေရနိုင်ပိုက်ချတယ်ဟာပြတယ်လို့ကြောင့် မင်းကကြောက်တယ်လုံးဆက်မယ်အဲ့တော့တော့ကောင်ချအဲ့ဒါဘယ်လိုလဲတော့ပုံရဆုံးပြဖို့ကတော့ငါတို့ပုံရဆုံးပြဖို့လားပုံရဆုံးပြကနိုင်ပိုက်ချတယ်ချအောင်ဖြစ်တော့ဟာဒီမနိုင်ဟိုငါတော့9မိနစ်တွင်းကြောက်ချမယ်သူကအဖန်ဖြစ်နေတယ်နေရချအောင်9မိနစ်တွင်းကနေမချနိုင်ဘူးဘယ်လိုလဲမူးလေးသွားလို့ပါဟုတ်လားဟုတ်လား လက်ဒီအခုဟော နောက်တစ်ခုတော့ပြောရအောင်ဆိုလို့မရဘူး။9မိနစ်ကို9မိနစ်အကြောင်းပဲခဏလေး။နေခါသူကြ။ဟိုကွန်မြူနတီကိုပြောမှာဒါကိုလည်းတက်ချက်ပဲနော်။တက်ချက်မဒီကျွန်တော်မလဲလား။တက်ချက်နော်ရယ်နော်။နောက်9မိနစ်ခုကြီးရတယ်။ဆိုပြီးသူ့ကိုမောင်ကြီးလည်းရှာလိုက်တယ်နေပြီးတော့သူကလဲမကြဘူး။ 跳过来，到 မောင်အပူကနေပြီးကြောက်သွား 到就走， ဟုတ်လေဘာလဲကြောက်ဆုံးသူရှာလို့သူကသူလက်ကြသွားတာဥပမာတခုအားလုံးလက်ထုတ်သွားတယ်ဆိုရင်ငါတို့ရဲ့ 就比 ကျွန်တော်တို့ခိုင်းဒီစတာဒီရှုံး နော် ဒါဖန်ဖလာအဲ့နောက်ဆုံးပွင့်တော့နောက်ဆုံးတော့အခုကနောက်ဆုံးကြကျွန်တော်တို့တခုဒါနောက်ဆုံးပဲတခုပြောပါပြောဆိုရတော့မများပဲချောင်းဟုတ်ပြီကဲဟုတ်ပြီငါပြောမှာခဏလေးငါလည်း ဝေး ဟာလေ ညွားကြမလို့ ဖွေမောက်ပါရှင်ဒီမောက်ရှိရဆုံးနေအရှင်းမဲ့တောင်းတော့နေရာကြီးပြောဟဲ့နော် ညွားကြမလို့ ငါနေပြီးတော့တောင်းယူတဲ့မောင်ကျုံလေးကအချ ပြေပြောညွားကြမ မော လို့ င်နဲ့တွေ့မှာအပြည့်ချမလို့ဒါကြည့်ရမယ်โอเค1 2 3 start ရပြီအော်လွတ်သွားတယ် ရပြီနော်ငါချရပြီနော် ရပြီ မောင်ကျုံလေးရှင်းပြီးတော့မောင်ကျုံလေးရှင်းပြီးတော့ဒီကနေ့ပြန်ချရပြီဒီမောင်ကျုံလေးရှင်းပြီးတော့ဒီပြန်ချရပြီ လေလေပြီလေဟဲ့ ပြေးရရှင်းတော့ပြေးရသွားပြီအဲ့ကောဟဲ့ဆရာသွားပြီကြာလာအဲ့ဒါဆိုမအဲ့ဒါဆိုမနဲ့ ရှုံးတယ်